2025 ခုနှစ်အတွက်မြန်မာရုပ်ရှင်ထူးချွန်စုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်လာတဲ့အနုပညာရှင်များရဲ့ပွဲတက်ဝတ်စုံများထဲမှာအကောင်းဆုံးဝတ်စုံလေးမျိုးကိုစခုရရှိသူအနုပညာရှင်များ၏အမည်အားကြီးညာပေးပါရစေရှင်။စုအမျိုးအစား၄မျိုးစလုံးအတွက်စကားတဲ့9ဦးစီးရင်ကိုတော့ BBTV application မှာကြီးညာထားပြီးဖြစ်ပါတယ်။အခုအကောင်းဆုံးအမျိုးသားဝတ်စားစီရင်မှုအကြီးတန်းစုစခုရရှိသူကတော့ Academy သရုပ်ဆောင်နေတိုးဖြစ်ပါတယ်ရှင်ဆက်လက်ပြီးအကောင်းဆုံးအမျိုးသမီးဝတ်စားစီရင်မှုကြီးတန်းစုကိုစခုရရှိသွားသူကတော့ Academy မေတန်းနုဖြစ်ပါတယ်ရှင်ကောင်းဆုံးဝတ်စားစီရင်မှုအမျိုးသားစုကိုစခုရရှိသူကတော့ကောင်းမြတ်စံဖြစ်ပါတယ်ရှင်ကောင်းဆုံးဝတ်စားစီရင်မှုအမျိုးသမီးစုကိုရရှိသူကတော့ယရနာဘိုဖြစ်ပါတယ်ရှင်Myanmar Academy Fashion Award ဆုရှင်များအားလုံးဆုလက်ခံပေးနိုင်ပါရန်စီမြင့်မော်ကိုကြွရောက်ပေးဖို့အတွက်လေးစားစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ရှင်အကောင်းဆုံးဝတ်စားစီရင်မှုစုအနေနဲ့စိန်နှန်းတော်စိန်ရွှေဒနာဆိုင်မှအမျိုးသားများအတွက်စိန်လက်စွပ်တကွင်းစီနဲ့အမျိုးသမီးများအတွက်စိန်နဂတ်တရံစီချီးမြှင့်ပေးအပ်တာဖြစ်ပါတယ်ရှင်ပထမဦးစွာအကောင်းဆုံးအမျိုးသားဝတ်စားစီရင်မှုအကြီးတန်းဆုရရှိတဲ့ Academy နေတိုးမှဆုလက်ခံပေးပါရှင်အကောင်းဆုံးအမျိုးသမီးဝတ်စားစီရင်မှုအကြီးတန်းဆုရရှိတဲ့ Academy မေတန်းနုမှဆုလက်ခံပေးပါရှင်အကောင်းဆုံးအမျိုးသားဝတ်စားစီရင်မှုဆုရရှိတဲ့ကောင်းမြတ်စံမှဆုလက်ခံပေးပါရှင်အကောင်းဆုံးအမျိုးသမီးဝတ်စားစီရင်မှုဆုရရှိတဲ့ယတနာဘုံမှလက်ခံပေးပါရှင်လက်ဝဲနာရီစင်မြန်ပေးတဲ့ညီကိုများအားလုံးနဲ့ကျွန်တော်တို့ပို့တဲ့တိုင်းပိုင်ရှင်သူမြတ်တင်ကြီးပို့တဲ့တိုင်းပိုင်ရှင်အမတွေအားလုံးနဲ့ဒီစုကိုရရှိအောင်အမှတ်ပဲကဲဖြတ်ပြီးခဲ့ကြတဲ့အကဲဖြတ်လူကြီးများနဲ့ပုံတင်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိတယ်လို့ပြောချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်
အခုဆက်လက်ပြီးအကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ရင်မှုအကြီးတန်းဆုရရှိသူအကယ်ဒမီမေတန်းနုကကျေးဇူးတင်စကားပြောကြားပေးရန်ဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်ဒီစုကိုထိုက်တန်အောင်မဆဲကိုဆင်ရင်ပေးတဲ့ဂျိတ်လက်ဆောင်ပေးတဲ့ကိုမျိုးမျိုးစင်ကိုမျိုးမျိုးစုဖြစ်ပါတယ်ဒီဒီဇိုင်းကိုချုပ်လုပ်ပေးတာတော့ဒီဇိုင်နာလက်လက်ဖြစ်ပါတယ်ရတနာကတော့အင်ပိုရီယန်ဒိုင်မောဖြစ်ပါတယ်ရှင်ဒီဇင်မန်းလေးတွေကတော့ကြိတ်လက်ကဒေါ်ညိုသစင်ချာဖြစ်ပါတယ်ရှင်ဖနက်ကတော့လီလီဖြစ်ပါတယ်အခုလိုမျိုးအကဲဖြတ်ပေးတဲ့ဓာတ်လူကြီးမျိုးလည်းအားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါအခုဆက်လက်ပြီးတော့အကောင်းဆုံးအမျိုးသားဝတ်စားဆင်ရင်မှုဆုရရှိသူကောင်းမြတ်ဆန်ကကျေးဇူးတင်စကားပြောကြားရန်ဖြစ်ပါတယ်ရှင်ကြွရောက်လာကြတဲ့လူကြီးမင်းများနဲ့အပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုလိုကျွန်တော်ကိုဒီ Fashion Award ဆုရအောင်အကဲဖြတ်ပေးတဲ့ဒိုင်လူကြီးမင်းများအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ပြီးတော့ဒီကရင်မျိုးသားဝတ်စုံလေးကိုချုပ်လုပ်ပေးတဲ့ကိုငိမ့်ကိုချစ်ကန်ချစ်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့အခုဒီ TV ကနေ online ကနေကြည့်ရှုနေတဲ့အကဲဖြတ်ပေးတဲ့ကျွန်တော်တို့ရဲ့ဒါချစ်ရတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်အခုဒီစင်မြင့်ပေါ်မှာအခုလိုကရင်အမျိုးသားတိုင်းရင်းသားဝတ်စုံလေးကိုဝတ်ဆင်ရတဲ့အတွက်လည်းဂုဏ်ယူပါတယ်လို့ပြောကြားရင်းနဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုတခါအကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ရင်မှုဆုရရှိသူယတနာဘိုကကျေးဇူးတင်စကားပြောကြားရန်ဖြစ်ပါတယ်ရှင်ကြွားရောက်လာကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်အခုလိုအကောင်းဆုံးဝတ်စားဆင်ရင်မှုအတွက်အကဲဖြတ်ပေးတဲ့ဒိုင်လူကြီးမင်းများအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ဘိုးရဲ့ဝတ်စုံလေးကိုချုပ်ပေးတဲ့မန္တလေးကဘာမစ်မဟေတီယာမဖွေးနဲ့မသက်ကိုလည်းကျေးဇူးတင်ပါတယ်မိတ်ကပ်လေးလိမ့်ပေးတဲ့ချစ်ချစ်လက်ဝတ်ရတနာပြည့်စုံရှင်တို့လည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဘိုးချစ်ပြီးတော့အားပေးကြတဲ့ပရိသတ်များအားလုံးလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်